日本語で物を数えましょう。ジャパンのアヤウトミャゴイタジャヤン。皆さんこんにちは、MJ スペのメイです。ဒီဗီဒီယိုလေးထဲမှာတော့အရာဝတ္ထုပစ္စည်းများကိုရေးတွက်ရပါမယ်။အရင်ကဗီဒီယိုထဲမှာလည်းရေးတွက်နည်းတစ်မျိုးအကြောင်းကိုသင်ယူခဲ့မှုပါတယ်။မှတ်မိကြသေးရဲ့လား။ဟုတ်ပါတယ်။ဇအကြောင်းပဲဖြစ်ပါတယ်။ဒီတစ်ခါမှာတော့အခြားသောရေးတွက်နည်း6နည်းအကြောင်းကိုသင်ပေးတော့ပါမယ်။စိတ်ဝင်စားဖို့ကောင်းတာမို့လို့အခုပဲကျွန်တော်နဲ့အတူတူလေ့လာကြရအောင်။ကျွန်တော်တို့ရဲ့ MJ Space မှာအခုလိုမျိုးဂျပန်စာနဲ့ဂျပန်နိုင်ငံနဲ့ပတ်သက်တဲ့ဗဟုသုတတွေကိုဗီဒီယိုများအဖြစ်ပြုလုပ်ပေးနေတာကြောင့်ဂျပန်နိုင်ငံအကြောင်းကိုပုံမသိချင်သူများက channel ကို like and subscribe လုပ်ထားပေးပါနော်။အကယ်၍သင်ကမြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံမှာအလုပ်လုပ်ဖို့ဆန္ဒရှိရဲဆိုရင်ဒီ post ရဲ့ description သို့မဟုတ် application မှာရှိတဲ့အလုပ်ခေါ်စာ form မှာတစ်စစ်ရှောက်ထားနိုင်ပါပြီ။ဂျပန်မှာလည်းရေတွက်ပုံရေတွက်နည်းတွေအများကြီးရှိပါတယ်။အဲ့ဒီထဲကမှမိုင်၊ထိုင်၊ကိုင်နင်းဟွန်ခိုတို့အကြောင်းကိုဒီနေ့မှလေ့လာကြရအောင်ပါပထမတစ်ခုကတော့မိုင်ဖြစ်ပါတယ်မိုင်ကတော့ပါလာတဲ့အရာဝတ္ထုများကိုရေတွက်တဲ့အခါမှာအသုံးပြုပါတယ်ဥပမာစာရွက်ပကံပြားစတာတွေဖြစ်ပါတယ်お皿は何枚ありますか1枚2枚3枚4枚5枚6枚7枚8枚9枚10枚ဒုတိယတစ်ခုကတော့ဒိုင်ပါဒိုင်ကိုအဓိကအားဖြင့်စီးနှင်းရည်နဲ့လျှက်စစ်ပစ္စည်းတွေစပွဲကုန်စားတာတွေကိုရေတွက်တဲ့အခါမှာအသုံးပြုပါတယ်車は何台ありますか？1台、2台、3台、4台、5台、6台、7台、8台、9台、10台ဟုတ်ပါပြီ၃ခုမြောက်ကတော့ကိုင်ဖြစ်ပါတယ်။ကိုင်ကိုအစာအိုးတွေရဲ့အထက်တွေကိုရေတွက်တဲ့အခါမှာအသုံးပြုပါတယ်။建物は何階建てですか？1階、2階、3階、4階、5階、6階、7階、8階9階10階10階ဆက်လက်ပြီးတော့၄ခုမြောက်ကတော့နင်းဖြစ်ပါတယ်နင်းကတော့လူတွေကိုရေတွက်တဲ့အခါမှာအသုံးပြုတဲ့အရေတွက်ပြစကားလုံးဖြစ်ပါတယ်家族は何人いますか1人2人3人4人5人6人7人8人9人10人ဟုတ်ပါပြီ၅ခုမြောက်ကတော့ဟွန်ဖြစ်ပါတယ်ဟွန်ကိုရှည်လျားပြီးအချောင်းပုံစံရှိတဲ့ပစ္စည်းများကိုရေတွက်ရမှာအသုံးပြုပါတယ်ワインは何本ありますか1本2本3本4本5本6本7本8本9本10本10本နောက်ဆုံးတစ်ခုကတော့ခိုလို့ခေါ်တဲ့အရေးအတွက်ပြစကားလုံးဖြစ်ပါတယ်ခိုကိုတော့ပုံတန်ရှိပြီးလူကလက်နဲ့ကင်လို့ရတဲ့အရွယ်အစားရှိတဲ့အရာဝတ္ထုများကိုရေတွက်ရမှာအသုံးပြုပါတယ်။အမေဝနန်ခိုအလီမတ်စ်က1ခို2ခို3ခို4ခို5ခို6ခို7ခို8個9個10個
Zico အားလုံးကိုစုစည်းပြီးနောက်တစ်ခါလောက်ပြန်ကြည့်ရအောင်နံပါတ်1မာရီကိုပါလာတဲ့အရာဝတ္ထုများကိုရေးတွက်ရမှာအသုံးပြုရပါတယ်နံပါတ်2ဓာရီကအဓိကအပြင်ကားတွေစက်ပစ္စည်းတွေကွန်ပျူတာနဲ့စပွဲကုန်းစားတာတွေကိုရေးတွက်ပါတယ်နံပါတ်3ကာယကတော့အစာအုပ်တွေရဲ့အထက်ကိုရေးတွက်ပါတယ်နံပါတ်4နင်းကိုတော့လူကိုရေးတွက်ရမှာသုံးရပါတယ်နံပါတ်5ဟွန်းကရှည်လျားပြီးအချောင်းပုံစံရှိတဲ့အရာဝတ္ထုများကိုရေးတွက်ပါတယ်နံပါတ်6ခိုကိုတော့ပုံသဏ္ဍာန်ရှိပြီးလူကလက်နဲ့ကင်လို့ရတဲ့အရွယ်အစားရှိတဲ့အရာဝတ္ထုများကိုရေးတွက်ရမှာအသုံးပြုပါတယ်ဒါဖြစ်ရင်လေ့ကျင့်ကြည့်ရအောင်CD က7枚あります鉛筆を6本買いましたあなたの事務所は何階にありますか部屋に女の子が2人います私は自転車を2台持っています154個とみかん5個をもらいましたအားလုံးပဲကောင်းကောင်းဖြည့်ဆို့နိုင်ခဲ့ပါရဲ့လားအစားကတော့ခက်ခဲနိုင်ပေမဲ့အချိန်ချင်းခါခါလေးလာပြီးသွားရင်တော့မှတ်မိလာမှာဖြစ်လို့စူးစမ်းကြပါနော်ဒီ channel မှာ N5 ကစလို့ N2 အထိသင်ခန်းစာများအပြင်ဂျပန်နိုင်ငံရောက်တဲ့အခါမှာအဆအဆရရအဆင်ပြေစေမယ့်အထောက်အကူပြုခံတူးသင်ခန်းစာများအစရှိတဲ့ဗီဒီယိုများကိုအခမဲ့ကြည့်ရှုလေ့လာနိုင်တဲ့အပြင်အသေးသေးသောဗီဒီယိုများကိုလည်းမလွတ်တမ်းကြည့်ရှုနိုင်စေဖို့အတွက် channel ကို like and subscribe လုပ်ဖို့မမေ့ပါနဲ့နော်အခမဲ့လေ့လာလို့ရတဲ့ MJ Space ရဲ့ application ကိုအသုံးပြုမယ်ဆိုရင် flashcard ပုံစံနဲ့လေ့ကျင့်ခန်းများကိုလုပ်နိုင်တဲ့အပြင် test များဖြည့်ဆို့နိုင်ခြင်းနဲ့လက်ရှိမိမိရဲ့ဂျပန်စာအရေးချင်းကိုစစ်ဆေးခြင်းများပြုလုပ်နိုင်မှာဖြစ်ပါတယ်ဒါတွေမကသေးပါဘူးဂျပန်နိုင်ငံကိုတုတ်တဲဗီဇာနဲ့တွားချက်သူများအတွက်လည်း MJ Space application မှာတုတ်တဲနဲ့ဆိုင်တဲ့လေ့ကျင့်ခန်းများသင်ခန်းစာများကိုထည့်သွင်းပေးထားတာကြောင့်လေ့ကျင့်ပြီးသားသင်ခန်းစာများကိုစာမေးပွဲများဖြည့်ကြည့်ပြီးကိုယ်ပိုင်အရေးချင်းများကိုစမ်းစစ်ကြည့်လို့ရပါတယ်လက်ရှိသင်ကမြန်မာနိုင်ငံမှာနေထိုင်ပြီးဂျပန်နိုင်ငံကိုအလုပ်လုပ်ဖို့ဆန္ဒရှိတဲ့သူတစ်ယောက်ဆိုရင် MJ Space ရဲ့ကုမ္ပဏီဖြစ်တဲ့မြန်မာ Unity ကတင့်ကိုကူညီဖို့အသင့်ရှိနေပါတယ်ဒီ post ရဲ့ description သို့မဟုတ် application မှာရှိတဲ့အလုပ်ခေါ်စာဖောင်မှာတစ်ဆင့်သင်ရဲ့အလုပ်ရှောင်လာများကိုပေးပို့နိုင်ပါပြီTraining visa, Doctor visa, Work visa, Student visa သင်ကဘယ်လိုဗီဇာမျိုးနဲ့တွားချင်ပါတယ်လဲသင်ရဲ့ဂျပန်နိုင်ငံအိမ်မက်ခီးစဉ်ကိုကျွန်တော်တို့နဲ့အတူတူပျော်ပျော်ရွှင်ရွှင်စာရေးလေ့လာရင်းနဲ့အကောင့်ထဲပေါ်လိုက်ကြပါစို့နောက်ဗီဒီယိုထဲမှာတော့ e-exit နဲ့ na-exit အကြောင်းကိုသင်ပေးသွားမှာဖြစ်ပါတယ်စောင့်မျှော်ကြည့်ရှုပေးကြပါအောင်နော်ကဲဒါဆိုရင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ်နော်